ယခုတစ်ခါမှာတော့စာပေချစ်သူကျွန်တော်ရဲ့မိတ်ဆွေများကိုဖက်ပြတင်ဆက်ပေးချင်တာကတော့အကောင်းမြင်ပေးပါဆိုတဲ့ပညာပေးပုံမြင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ခင်ဗျာ။ငိမ့်မောင်နဲ့မောင်ငယ်တို့ဟာကန်တူအကျိုးပေးတဲ့ငယ်ချင်းများပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးရဲ့မိခင်တွေဟာဆုံးပါသွားကြပြီးမိရွေးတွေနဲ့အတူနေကြရလို့ပါပဲ။သူတို့ရဲ့အဖေတွေဟာကုံတယ်ပွဲသားတွေဖြစ်တဲ့အတွက်နေကူခီးထွက်နေရတော့ငိမ့်မောင်ရောမောင်ငယ်ပါအိမ်မှာမိရွေးတွေနဲ့ပဲအနေများကြတယ်။မောင်ငယ်ရဲ့မိရွေးဒေါ်မြတ်တွေဟာစိတ်ထားအေးသေးသူဖြစ်ပြီးငိမ့်မောင်ရဲ့မိရွေးဒေါ်ကျော့မာကတော့စိတ်ရင်းကောင်းပေမဲ့စိတ်ဆက်သူဒေါသကြီးသူဖြစ်တယ်။ငိမ့်မောင်ဟာလိမ္မာသူလေးဖြစ်တဲ့အတွက်အိမ်လုပ်တွေဝိုင်းကူလုပ်ပေးပေမဲ့မိရွေးဖြစ်သူဒေါ်ကျော့မာရဲ့အဆူအချင်းကနေလွတ်တယ်လို့မရှိဘူး။ဟဲ့ငိမ့်မောင်အခုထိထမင်းအိုးလည်းမတည်သေးဘူးလား။ဘာလုပ်နေတာလဲ။စောသေးတာမို့မတည်သေးတာပါတော့လေ။ခါတိုင်းထမင်းအိုးက4နာရီမှတည်တာလေ။ခုမှ3နာရီခွဲပဲရှိသေးလို့ပါ။ဟဲ့နိုင်ဝက်လောက်နဲ့ဘာလာပြီးကက်ဖဲ့နေတာလဲ။စင်ကြီးမပေးနဲ့။ဟုတ်ကဲ့ပါတော့လေ။အခုပဲတည်လိုက်ပါမယ်ခင်ဗျာ။ဟဲ့ငိမ့်မောင်ဘာလုပ်နေသလဲ။ကျွန်တော်စာကြက်နေတယ်တော့လေ။စာကိုနောက်မှကြက်နေပူတော့ကျောင်းဝတ်စုံလေးလျှော်သန်းမနှက်ဖြန်ကျောင်းဖွင့်ရင်ညင်ညစ်ပေပေနဲ့ကျောင်းသွားချင်လို့လား။နင်အဲ့ဒီလိုညင်ညစ်ပေပေနဲ့သွားရင်ငါတို့ပါသိခါကြတယ်ဟဲ့ဟုတ်ကဲ့လျှော်လိုက်ပါမယ်တော်လေးဟဲ့ငိမ့်မောင်လာသန်းဒီမှာလာကြည့်သန်းဗျာဘာဖြစ်လို့လဲတော်လေးဟဲ့ဘာဖြစ်ရမလဲပကံနေစေးတာတီးတီးချာချာမစေးဘူးဒီမှာပကံရဲ့ဖင်မှာဆက်ပြခဲတွေကတ်နေတာတွေ့လားဩဟုတ်ကဲ့ဘာဟုတ်ကဲ့လေအလုံးလုံးရင်စနစ်တကျကိုမရှိဘူးနမောနမဲနဲ့ဟုတ်ကဲ့နောက်ကိုအဲ့ဒီလိုမဖြစ်စေရပါဘူးတော်လေးပြောလိုက်ရင်ဒီအတိုင်းကြီးပဲငါကောင်းခောက်ထဲလိုက်ရမိတို့ဖြစ်သူတော်ကြောမှာကဘလောက်ဆူဆူဘလောက်ပြောငိမ့်မောင်ကဘယ်တော့မှငေါတူပြန်ပြောလိမ့်မရှိဘူးဟုတ်ကဲ့ပါတော်လေးကျွန်တော်နောက်ကိုဆင်ញင်မမယ်ခင်ဗျာလက်ရောညီထွေပြန်ပြောလိမ့်ရှိပြီးကိုလှုပ်ရမယ့်အလုပ်တွေကိုတာဝန်ကြီးအောင်ကြိုးစားလှုပ်ဆောင်လိမ့်ရှိတယ်ကျောင်းစာကိုလည်းကြိုးစားကြက်မှတ်လိမ့်ရှိတယ်ဒါကိုတငယ်ချင်းဖြစ်သူမောင်ငယ်ကပြင်းထန်စွာဝေဖန်ပါတယ်ဟဲ့ကောင်ငိမ့်မောင်မင်းရဲ့မိတွေကတော်တော်ဆိုးတာပဲကွာမင်းဒီလောက်အလုပ်တွေဝိုင်းလုပ်ပေးတာတောင်ဒဇက်မှာအကောင်မပြောဘူးဒါကိုမင်းကသူပြောသမျှငိမ့်ခံနေတယ်ငါကတော့ငါမိတွေပြောရင်ငိမ့်ခံမနေဘူးပြန်ပြောပြတာပဲငိမ့်ခံမနေနဲ့ကွာမိတွေတို့ပထွေးတို့ဆိုတာကောင်းတာမဟုတ်ဘူးငိမ့်ခံလေသူတို့ကပို့ဆိုးလေပဲပြန်လာပြောဒီလိုလည်းဘယ်ဟုတ်ပါမလဲမောင်ငယ်ရာအကောင်းမြင်တက်ဆမ်းပါကွာဒေါ်လေးငါ့ကိုစူတာပြောတာကလည်းအမြင်မတော်လို့ကြီးပဲကွာဒါကိုစူပူတယ်အပြစ်ပြောတယ်လို့ငါမယူဆပါဘူးကွာဆုံးမတယ်လို့ပဲမှတ်ယူပါတယ်တော်စမ်းပါကွာငါတော့သိမခံနိုင်ပါဘူးပြန်ကိုပြောပြီးကန့်လန့်တိုက်ပြမှာပဲမောင်ငယ်ဟာပြောတဲ့အတိုင်းတကယ်လို့သူဖြစ်တယ်မောင်ငယ်မင်းကိုကြက်သွန်သွားဝယ်ခိုင်းတာရွေးဝယ်မလာဘူးလားဒီမှာရှုံ့တွနေတာဒီ၆ပြီးအခွန်ကျွတ်တွေကြီးပဲရွေးမှမရွေးတဲ့ဖဲဩဒါဆိုနင်ကမရွေးပဲဈေးတဲ့ချိန်ပေးတာကိုယူလာခဲ့တယ်ပေါ့ဟုတ်တယ်မောင်ငယ်မင်းဟာတော့ခတ်ပါလားဒါမင်းဖေချပေးတဲ့ငွေနဲ့ဝယ်ရတာလေကြောက်ခက်တလေးနဲ့လဲပြီးရလာတာမဟုတ်ဘူးကိုပေးလိုက်ရတဲ့ပိုက်ဆံနဲ့တန်တာရဖို့ရွေးချက်ဝယ်ယူရမှာပေါ့မရွေးတတ်ဘူးဗျာနောက်ဆိုရောဘတ်သားသွားဝယ်ကြည့်မောင်ငယ်ခြေဆောင်ပြီးထွက်ခဲ့တယ်ဟဲ့မောင်ငယ်အဲ့ရကထားရင်ချင်းအောင်လေးဆောင်နေတခါတည်းသေချာသိမ်းမှာပေါ့ဖယိုဖရဲနဲ့ဒီတိုင်းပဲပုံထားရသလားသိမ်းထားတာပဲဗျာသိမ်းထားတာမဟုတ်ဘူးနင်းဟာကလုံထွေပြီးပုံထားတာပဲတေးချာခောက်ပြီးထက်တင်ထားမှာပေါ့မောင်ငယ်ဟာမကြားကျင်အောင်ဆောင်ပြီးအိမ်ထဲကထွက်သွားတယ်ဟဲ့ဒါကပဲလေကျောင်းချိန်နီးနေပြီနော်နားပူလိုက်တာမိရွေးများကောင်းကိုမကောင်းဘူးလမ်းထိပ်ရောက်တော့တငယ်ချင်းဖြစ်သူကျော်လင်းတို့မောင်သက်တို့နဲ့စုံမလေရောဟဲ့ကောင်မောင်ငယ်မျက်နှာကစူပုတ်လို့ဘာဖြစ်လာတာလဲကွာမင်းဒီနေ့ကျောင်းမတက်ဘူးလားမတက်တော့ဘူးကွာကျောင်းတက်ချင်သေးလည်းမရှိဘူးစာသင်ញင်သေးလည်းမရှိဘူးဘာဖြစ်လို့လဲကွာမင်းရဲ့အိမ်ကမင်းကိုကြောင်းထားပေးထားတာပဲဟုတ်တယ်ငါတို့ကတော့ငါတို့ရဲ့မိဘတွေကကြောင်းထားမပေးနိုင်တော့လို့စီးစိုးပန်းရယုံမှာဝင်လုံနေရတာကွာမင်းကဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲကွာငါရဲ့မိတွေပေါ့တနေ့စီလိုအပေါက်ချပြီးအပြစ်ကြီးပြောနေတာပဲသိစိတ်ညစ်တယ်ဒါကြောင့်သူထားပေးတဲ့ကြောင်းလဲမတက်ချင်တော့ဘူးကြောင်းမတက်တော့မင်းကအခုဘယ်သွားမလို့လဲဖျားရဲသွားပြီးတနေ့ကုန်ထိုင်နေလိုက်တော့မှာကွာအေးအဲ့ဒါဆိုလဲသွားငါတို့ကတော့အလုံးနောက်ကျနေပြီအလုံးယုံသည်သွားတော့မယ်
အေးမောင်ငယ်ဟာဒီလိုပဲမိရွေးဖြစ်သူတော်မြတ်သွဲနဲ့အစင်မပြေတိုင်းကြောင်းမတက်ဖဲတီပီလီလွတ်နေခဲ့တယ်သူ့ကိုကြည့်လိုက်ရင်အမြဲညှင်းသိုးသိုးနဲ့ထိုက်မှန်နေတာကိုပဲတွေ့ရတယ်ကျောင်းအားလဲရဲ့တနေ့မှာမြို့ဦးစီပရဂုံနဲ့ငိမ့်မောင်ရောက်လာတဲ့တစောင်းတစ်ခုထဲမှာထိုင်ငိုင်နေတဲ့မောင်ငယ်ကိုတွေ့ရတယ်ဟဲ့ကောင်မောင်ငယ်ဒီမှာဘာလားငိုင်နေတာလဲကွကျောင်းပြက်တာတွေလည်းများနေပြီနော်စောင်းမှုပွဲလည်းနီးနေပြီငိမ့်မောင်ငါစိတ်ညစ်လို့ကျောင်းမတက်တာကွဒီမှာလားလာထိုင်နေတာလဲစိတ်ရှုပ်လို့ပဲမင်းကဘာတွေစိတ်ညစ်စိတ်ရှုပ်နေရတာလဲငါရဲ့မိရွေးကြောင့်ပေါ့ကွအိမ်မှာဆိုငါ့ကိုအပြစ်ကြီးပြောနေတော့တာပဲငါလုံးသမျှအပြစ်ကြီးဖြစ်နေတယ်ငါရဲ့ဘဝကကန်ဆိုးပါတယ်ကွာမောင်ငယ်မင်းရဲ့အတွေ့တွေမှားနေပြီမိရွေးပထွေးဆိုတာများသောအားဖြင့်မကောင်းတာများတယ်ဆိုတာဟုတ်ပါတယ်ဒါပေမဲ့ကောင်းတဲ့လူတွေလည်းရှိပါတယ်ကွမင်းရဲ့မိရွေးဒေါ်လေးဒေါ်မြတ်တွေကသဘောကောင်းပါတယ်ကွာမင်းကိုပြောတာကလည်းဆုံးမတာဖြစ်မှာပါဘာဆုံးမတာလဲကွဆုံးမတာမဟုတ်ဘူးမိရွေးပြီးပြီးအပြစ်မြင်တာကွသိလားမင်းကမိရွေးဆိုပြီးအမြဲမကောင်းမြင်နေတာကိုမောင်ငယ်ဟာမကောင်းတာကိုမကောင်းမယ်မြင်မှာပေါ့ကွအဲ့ဒီမိမကြီးရဲ့လက်အောက်မှာရှိနေသူငါရဲ့ဘဝကဘာမှတိုးတက်မှာမဟုတ်ဘူးပျက်စီးသွားဖို့ပဲရှိတယ်အဲ့ဒီတော့ပျက်စီးမဲ့အတူတူကြောင်းလဲမနေချင်တော့ဘူးကွာမောင်ငယ်မင်းမှားနေပြီကွမင်းကအရာရာစိုးမြင်နေတာကိုအရာရာစိုးမြင်နေရင်အပြက်စိတ်ဝင်လာတတ်တယ်ကွအဲ့ဒီလိုအပြက်စိတ်ဝင်လာရင်လူဟာမကြိုးစားကြတော့ဘူးလုံးလောက်ဝရိယမရှိတော့ဘူးရီမန်းကျွတ်တွေပြောက်ကုန်တယ်ဒီလိုနဲ့နောက်ဆုံးမှာတီပီလေလွန့်ပြီးပျက်စီးသွားတတ်တယ်ကွအကောင်းမြင်စိတ်ထားပါမောင်ငယ်ကငါကတော့အရာရာကိုအကောင်းမြင်စိတ်နဲ့ပဲကြည့်တယ်ငါရဲ့မိတွေငါ့ကိုဆူတဲ့အခါမိတွေမို့လို့အပေါက်ဆိုးတယ်အပြစ်ပဲပြောနေတယ်အနိုင်ကျင့်နေတယ်လို့မယူဆပဲငါ့ကိုဆုံးမညွှန်ပြပေးတယ်လို့ပဲယူဆပြီးသူပြောတဲ့စကားကိုနားထောင်လိုက်တယ်တကယ်လေဒေါ်လေးပြောတာမှန်သားကြီးပဲကွလူကြီးတွေဟာငါတို့ထက်အသက်အရွယ်အများကြီးကြီးရင်တယ်လို့အတွေ့အကြုံဘူးတူတာလဲငါတို့ထက်ပိုများတယ်ကွဒီတော့လူကြီးတွေကငါတို့မမြင်မတွေ့သတိမထားမိတဲ့ငါတို့ရဲ့အားနည်းချက်တွေအမှားတွေနေရာမကျမှုတွေကိုမြင်နေကွအဲ့ဒီလိုမြင်တော့ပြင်သေးခြင်းနဲ့စိတ်နဲ့ငါတို့ကိုပြောတယ်ဒါကိုအပြစ်ပြောတယ်လို့ငါတော့မယူဆဘူးငါ့ကိုဆုံးမတယ်လမ်းညွှန်ပြတယ်လို့ပဲယူဆပြီးသူတို့ခိုင်းတဲ့အတိုင်းပြုပြင်လုပ်ကိုင်လိုက်တော့သူလည်းသဘောကျသွားတာပေါ့ကွာဒါကြောင့်ငါနဲ့ငါရဲ့မိတွေကြားမှာဘာပြဿနာမှမရှိပဲကြားလေးအဆင်ပြေလေးပဲကွမင်းကိုလည်းမင်းရဲ့မိတွေနဲ့အဆင်ပြေသေးခြင်းနဲ့ကွာတော်ပါကွာငါနဲ့ငါရဲ့မိတွေဘယ်တော့မှအဆင်ပြေမှာမဟုတ်ဘူးလကားဟာမကြီးငါ့ကိုလင်ပါသားဆိုပြီးအမြဲချိုးနှိမ်နေတော့တာပဲငါဘော်တသက်လေးမှမြေတရှိမဲ့ဟာမျိုးမဟုတ်ဘူးဒီနေ့တွေ့မယ်ဒီလိုနဲ့10တန်းစာမှုပွဲကြီးကနီးလာပါတော့တယ်ငိမ့်မောင်ဟာမိရွေးဖြစ်သူခိုင်းသမျှတာဝန်ကြီးအောင်လုပ်ပြီးစိတ်ပြက်အားငယ်မှိုင်ထွေနေခြင်းမရှိပဲစာကိုအပတ်တကုတ်ကြိုးစားလေတယ်မောင်ငယ်ကတော့ဖခင်ဖြစ်သူနယ်ကပြန်လာကနီးပြီမို့စာမှုပွဲကိုမဖြစ်ဖြေရမှာဖြစ်ပေမဲ့အိမ်မှာအမြဲညူဆူမှိုင်တွေလို့သာနေတယ်စာကိုလည်းဟုတ်ဒီပတ်တိမကြက်ဘူးဒီလိုနဲ့စာမှုပွဲဖြေမဲ့ရက်ကိုရောက်လာပါရောအစိုးရစစ်စာမှုပွဲဖြေဖို့အတွက်သူတို့မျိုးလေးရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ခရိုင်မျိုးကကျောင်းကြီးမှာသွားဖြေဖို့မိဘတွေကစီစဉ်ကြရတယ်သူတို့မျိုးလေးက10တန်းကျောင်းသားကျောင်းသူစုစုပေါင်း10ယောက်ကျော်သွားဖြေရမှာဖြစ်တယ်စာမှုပွဲစဖြေတဲ့နေ့မှာဆရာကြီးတယောက်ကပဲ့ထောင်လေးနဲ့သူတို့ကိုလိုက်ပို့တယ်ဒေါ်ကြော့မာနဲ့ဒေါ်မြတ်သွဲတို့ဟာသူတို့ရဲ့လင်ပါသားတွေကိုကျောင်းသွားမှာမော်တော်စိတ်အထိလိုက်ပို့သလိုစာမှုပွဲဖြေပြီးပြန်လာရင်လဲအခြားမိဘများလိုပဲမော်တော်စိတ်ကနေစင့်ကြူနေလေးရှိတယ်ဒီလိုနဲ့စာမှုပွဲနောက်ဆုံးနေ့ကိုရောက်လာပါရောနောက်ဆုံးနေ့စာမှုပွဲဖြေဆိုပြီးပြန်လာရတာမို့ငိမ့်မောင်တို့ကျောင်းသားကျောင်းသူအလုံးလွတ်လပ်ပျော်ရွှင်နေကြတယ်ဝေးခုမှဝှကျွတ်တော့တယ်ကွာဟေးကောင်ဝှကျွတ်တယ်ပြောအောင်မင်းကဒီနဲ့အောင်မမှုလို့လားကျူစီရဲ့ဟေးကောင်ဝန်းဖေမင်းပါဇက်ပုတ်ကြီးနဲ့မပြောနဲ့ခုမှပူပူနွေးနွေးဖြေးလာအောင်ရှိသေးတယ်ကွာသူတို့ပျော်ပျော်ရွှင်ရွှင်အေယာဝတီမြစ်ပြင်ကြီးကိုဖြတ်တန်းလာတော့ပဲထောင်လေးမြစ်လေကိုရောက်လာကြရိုးရဲမိုးတွေညှို့တက်လာပြီးအခါမဲမိုးရွာသွန်းတော့တယ်ဟိုးဘဲနဲ့နွေးခေါင်ခေါင်ကြီးမိုးရွာရတယ်လို့ပင်လယ်ဘက်မှာမုန်တိုင်းရှိလို့နေမှာပေါ့ဟောလေပါလာပြီဟိုးသားတို့တော့ခတ်ပါပြီလှိုင်းတွေကလည်းကြီးလာပြီမိုးသက်လေပြင်းတို့ကြားမှာပဲထောင်လေးဟာလှိုင်းလုံးနေကြဥဆိုင်သွားလိုက်ပေါ်လာလိုက်ဖြစ်နေတာကိုမသေးမကွယ်လှန့်တွေ့နေရတယ်ဟိုးခတ်ပါလားလှိုင်းကပူကြီးလာပြီဖေသားတို့ဘာမှမဖြစ်ပါသေးနဲ့
မမြတ်တို့ရေဘာမှမဖြစ်နိုင်ပါဘူးဒီလောက်လဲစိတ်မပူပါနဲ့ပြီးတော့သားတို့ကလည်းရေကူးတတ်ကြပါတယ်ဟူးကျမရဲ့သားမောင်ငယ်ကရေကောင်းကောင်းမကူးတတ်ဘူးရှင်သူကငကိုကမှလေးတီလေးကန်ရဲ့ရှင်ရဲ့သားငိမ့်မောင်လို့တွတ်တွတ်လက်လက်ရှိတာမဟုတ်ဘူးသူမတို့စကားအခြေတင်ပြောနေကြတော့မှာပဲပဲထောင်လေးဟာကန်းနဲ့တဖြည်းဖြည်းနီးလာတော့တယ်အဲ့ဒီချိန်မှာပဲလေပြင်းတစ်ချက်အတိုက်လိုင်းလုံးကြီးတွေပင့်ရိုက်ပဲထောင်လေးလိုင်းလေကြားဥဆိုင်မြုပ်သွားတော့တယ်ဦးသားတို့ရဲ့ပဲထောင်လေးမှောက်သွားပြီစောက်တီရမရဖြစ်သွားတဲ့တော်မြတ်တွေဟာထမင်းကိုတူတူဝတ်ပြီးရေစက်ကနေခုံဆင်းသွားတော့တယ်ဦးမမြတ်တွေအေယာဝတီတိုင်းသူပြီးရေကူးကျင်လဲလှတဲ့တော်မြတ်တွေဟာလိုင်းလုံးနေကြမြုပ်လိုက်ပေါ်လိုက်ရက်ကန်ဖြစ်နေတဲ့လင်ပါသားမောင်ငယ်ရဲ့လက်ကိုဆွဲဖမ်းကာလိုင်းလီထန်လှတဲ့အေယာဝတီမြည်ရည်စည်းကိုအန်တုလျက်ကန်းဆက်စီအားသွန်ကူးခတ်လာတော့တယ်ငိမ့်မောင်ကတော့ရေကူးကိုတေချာလေ့ကျင့်ထားသူပြီးအလွယ်တကူပင်ကန်းသက်စီကူးလာနိုင်ခဲ့တယ်အိမ်ပြန်ရောက်ပြီးမိုးလင်ငင်ကအားလုံးအေးအေးဆေးဆေးဖြစ်သွားတဲ့အခါမှာတော့မောင်ငယ်ဟာသူ့ရဲ့အသက်ကိုအသက်ဆွန့်ကယ်ခဲ့တဲ့မိတွေတော်မြတ်တွေအားဂါရဝပြုကြော့လေတယ်အတော်ရဲ့ကျွန်တော်မှားခဲ့ပါတယ်အရင်ကကျွန်တော်အပေါ်ဒီလောက်မေတ္တာထားမယ်လို့မထင်ခဲ့ပါဘူးခုတော့အတော်ရဲ့မေတ္တာစေတနာတွေကိုနားလည်သွားပါပြီကျွန်တော်ရဲ့အသက်သခင်ကျေးဇူးရှင်မှုဒီနေ့ကစပြီးအမေလို့ခေါ်ခွင့်ပြုပါခင်ဗျာအမေကိုသားကြော့ပါတယ်သားမှားခဲ့သမျှအတွက်လဲခွန်းလွတ်ပါမိခွန်းလွတ်ပါတယ်ကွယ်ခွန်းလွတ်ပါတယ်တကယ်ချင်းငိမ့်မောင်မင်းပြောခဲ့တာမှန်ပါတယ်ငါတို့ဟာဖြစ်ပေါ်လာတဲ့အခြေအနေမှာအကောင်းမြင်စိတ်ရှိရမယ်အပြည့်စိတ်တွေဘေးဖယ်ပြီးအဲ့ဒီလိုအကောင်းမြင်စိတ်ရှိမှသီးခံခွန်းလွတ်တက်လာမယ်တွေ့ဝညင်းညူမနေပဲကြိုးစားခြင်းစိတ်တွေဖြစ်ပေါ်လာမယ်ဒါမှလည်းဘဝရဲ့အောင်မြင်မှုတွေရရှိလာမယ်ပေါ့ဒါပေါ့တကယ်ချင်းမင်းအခုလိုအမြင်မှန်ရလာတာကိုငါဝမ်းသာလိုက်ပါပြီကွာဒီနေ့ကစပြီးငါအောင်မြင်အောင်ကြိုးစားတော့မယ်ကျွန်တော်ရဲ့တင်ဆက်မှုကိုအဆုံးထိနားဆင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုကိုလည်းဝေဖန်အကြံပြုပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်